ဘရင်မတယောက်ဖြစ်လာဖို့အတွက်မင်းသမီး၃ပါးဟာခန္ဓာကိုယ်အလှကိုတိုင်းတာတဲ့ပုံစံခွက်တစ်ခုကြားကနေချိတ်ဆွဲထားတဲ့ခေါင်းလောင်းလေးမမြည်အောင်ဖြတ်တန်းရမှာဖြစ်ပါတယ်မင်းသမီးအားလုံးဟာအဲ့ဒီပုံစံခွက်ကြားကနေအလွယ်တကူပဲဖြတ်တန်းသွားနိုင်ခဲ့ကြပါတယ်ဒါကိုမြင်လိုက်ရတဲ့ဘရင်ကြီးကသဘောကျသွားပြီးဒုတိယမြောက်စမ်းသပ်ချက်ကိုဆက်လက်ပြင်ဆင်လိုက်ပါတယ်။စပွဲပေါ်မှာဝိုင်းခွက်၃ခွက်ကိုချထားပြီးအဲ့ဒီထဲကတစ်ခွက်မှာတော့အစိတ်တွေပါဝင်နေပါတယ်။အဲ့ဒီနောက်မှာအကျဉ်းသား၃ယောက်ကိုခေါ်ထုတ်လာပြီးအဲ့ဒီဝိုင်းခွက်တွေကိုရွေးချယ်တောက်ခိုင်းလိုက်ပါတယ်။သူတို့တွေတောက်လိုက်တာနဲ့တပြိုင်နက်အကျဉ်းသားတစ်ယောက်ဟာကျမ်းပြင်ပေါ်ကိုရုတ်တရက်လဲကျသွားပါတော့တယ်။အခုတစ်ခါမှာတော့မင်းသမီးတွေရဲ့အလှည့်ကိုရောက်ရှိလာပါပြီးအစီခံတွေကမင်းသမီးတွေကိုအဝတ်အမဲနဲ့မျက်စိပိတ်လိုက်ပြီးဝိုင်းခွက်တွေကိုတိတ်တဆိတ်နေရာပြောင်းလိုက်ကြပါတယ်။မျက်စိပိတ်ထားတာကိုပြန်ဖွင့်ပေးလိုက်တဲ့အခါမှာတော့ဘရင်ကြီးကမင်းသမီးတွေကိုဝိုင်းတစ်ခွက်စီရွေးချယ်တောက်ခိုင်းပါတယ်ပထမမင်းသမီးကတော့အရန်ကြောက်နေတာကြောင့်ပြိုင်ပွဲကနေချက်ချင်းပဲနှုတ်ထွက်သွားခဲ့ပါတယ်ဒုတိယမင်းသမီးကတော့တက်တိရှိရှိနဲ့ဝိုင်းခွက်ကိုကောက်ယူပြီးဘာမှမစင်စားပဲတကြိုက်တည်းတောက်ချလိုက်ပါတယ်ဒါပေမဲ့သူမမှာဘာလက္ခဏာမှပေါ်မလာခဲ့ပါဘူးတတိယမင်းသမီးရဲ့အလှည့်ရောက်တဲ့အခါမှာတော့သူမဟာမတောက်ရဲတာကြောင့်လက်လျှော့လိုက်ရပြန်ပါတယ်အားလုံးအံ့အားသင့်သွားရတာကတော့ဒုတိယမင်းသမီးဟာတတိယမင်းသမီးရဲ့ဝိုင်းခွက်ကိုပါကောက်ယူပြီးတောက်ပြလိုက်တာပါပဲအဲ့ဒီနောက်မှာတော့သူမဟာနောက်ဆုံးကြံနေတဲ့ဝိုင်းခွက်ကိုပါဘာမှမကြောက်ပဲအကုန်တောက်ပြလိုက်ပါသေးတယ်တကယ်တော့ဝိုင်းခွက်တွေထဲမှာဘဲခွက်ကမှအစိတ်မပါဝင်ခဲ့ပါဘူး။သူမကဘရင်ကြီးကိုပြောလိုက်တာကတော့ဘရင်ကြီးရဲ့ကျဉ်းနာတဲ့အကြောင်းကိုကြားသိထားရပြီးမိမိရဲ့ပျော်ရွှင်မှုအတွက်အပြစ်မဲ့တဲ့အသက်တွေကိုဘယ်တော့မှအန္တရာယ်ပြုမှာမဟုတ်ဘူးဆိုတာကိုသူမယုံကြည်နေတာပါ။ခုနကလဲကျသွားတဲ့အကျဉ်းသားဟာလည်းစမ်းသက်ချက်ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ဟန်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။